ဒါတော့ hydraulic ဆရာများအတွက်ကျွန်တော်တို့ဒီဆက်နည်းနည်းဆက်အကြပိုင်းတွေပေါ့နော်ဆက်အကြပိုင်းတွေဝါရင်းအစင်မပြေတော့တဲ့ဆက်တွေ controller အစင်မပြေတော့တဲ့ဆက်တွေပေါ့နော်အဓိကတော့ controller အကြောင်းကျွန်တော်တို့ဝါရင်းတိုင်းနေအစင်မပြေဘဲနဲ့ဆက်နှင်းနှီးတုံးနေရတဲ့ဆက်အုံနာတွေပေါ့နော်အများသောအုံနာတွေဒီလိုအုံနာတွေကိုဟိုပြောချင်တာပေါ့နော်ဒါတော့ကျွန်တော်တို့ဟိုကြောက်ကွင်းတွေလုပ်ငန်းမျိုးမှာအသုံးပြုနေတဲ့ဆက်အိုသွားတဲ့ဆက်တွေကအဓိကတော့ဝါရင်းကြောင့်အဆင်မပြေတော့အဆင်မပြေဘဲနဲ့လေးကန်ပြီးသုံးနေရတဲ့ဆက်တွေမှာကျွန်တော်တို့ K3B ပန့်ကိုတွဲဘက်အသက်ဆင်ပြုံးသုံးပြုတဲ့ဆက်တွေမှာတက်ဆင်ရန်ဖြစ်ပါတယ်ဒီဘားလေးကတော့ speed control bar လို့ခေါ်ပါတယ်ဒီ speed control bar လေးကဒါကျွန်တော်တို့ K3B 112နဲ့တက်ဆင်ပြီးတော့သုံးပြုတဲ့အခါမှာသူကကျွန်တော်တို့ဆက်အသစ်တုံးကလို့ controller နဲ့ထိန်းချုပ်ထားတဲ့စနစ်ပုံစံမျိုးဆက်ကတွက်လက်ပေါ်ပါနေမှာဖြစ်ပါတယ်ဆက်တဲ့တွက်လက်ပေါ်ပါနေမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဆက်ရဲ့ဝါရင်းစနစ်အတိုင်းအသုံးပြုတာဖြစ်တဲ့ဆက်ကတွက်လက်ပေါ်ပါပြီးတော့လုပ်ငန်းတွင်ကျင်မဲ့လုပ်ငန်းအောင်မြင်လုပ်ငန်းကိုချောချောမွေ့မွေ့အောင်မြင်သွားမှာဖြစ်ပါတယ်ကျွန်တော်ဒီပန်လေးတက်လက်ဒီလိုဆက်ကဒါမြန်မာနိုင်ငံမှာလည်းတက်ဆင်အောင်မြင်ပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ဒီ speed control bar လေးကိုနေပြီးတော့ TR service group မှာမှာယူတက်ဆင်နိုင်ပါတယ်ကျွန်တော် service group အနေနဲ့လည်း line line တက်ဆင်ပေးမှာအာမခံပြီး line line တက်ဆင်ပေးနိုင်မှာဖြစ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကိုကြောက်တက်ဆင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့နီးပညာမျှဝေပေးမှာဖြစ်ပါတယ်ဒီပန်လေးကကျွန်တော်တို့ K3B ပန်နဲ့အသုံးပြုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ K3B ပန်တက်ဆင်တော့ excavator မျိုးစုံဟိုအသုံးပြုနိုင်မှာဖြစ်ပါတယ် excavator ကတာဗီလာအစပေါ့နော်ကတာဗီလာတွေဆိုခုတို့ရှီတာရှီတို့ကိုမတ်စုတို့စသဖြင့်ဒီနီးပညာနဲ့ကျွန်တော်တို့ဒါအသုံးပြုနိုင်မှာဖြစ်ပါတယ်ဒီနီးပညာတော့ကျွန်တော်တို့ NDY ကုမ္ပဏီကထုတ်လုပ်တဲ့တရုတ်နီးပညာဖြစ်ပါတယ်ဒီဘိုင်ဘက်ပါလဲကျွန်တော်တို့ဒီ speed control bar လေးကိုအသုံးပြုပြီးတော့ကျွန်တော်တို့အင်ဂျင်စက်တွေပေါ်ပါတော်နဲ့အသုံးပြုနိုင်မှာဖြစ်ပြီးတော့လုပ်ငန်းပို့တင်ကြမှာဖြစ်ပါတယ်ဒီဘားလေးအသားချက်ကကျွန်တော်စီစားသက်သာချင်းကျွန်တော်တို့အော်တိုစနစ်တွေလို့ပေါ့နော်စက်ကဆိုလင်းမြန်ပေါ်ပါအသုံးပြုတယ် hydraulic ဖိအားကြောင့်ဆက်အင်ဂျင်ဝစ်ချင်းပြုချင်းမရှိတော့အင်ဂျင် heat မတက်ချင်းစီစားသက်သာချင်းလုပ်ငန်းတွင်ကျချင်းပေါ့နော်စသဖြင့်အဲ့ဒီအကျိုးကျေးဇူးဆက်တစီဆက်ကိုဆက်နဲ့တူအောင်မောင်းနေခွင့်ရမယ်အခွင့်အရေးဖြစ်ပါတယ်ဒီပါ K3B 112နဲ့တွဲဖက်တက်ဆင်ရမယ်ဒီဘားဆက်တွဲဒီ speed control bar ဆက်တွဲလေးမှာလောပါပိုက်တွေပါမယ်ဒီ hydraulic ပိုက်တော့ပန်ပါမယ်ကျွန်တော်တို့speed control bar လေးတွေပါမှာပေါ့နော်ဒီအောက်ကမှာကျွန်တော်တို့ထူးခြားတာတစ်ခုကကျွန်တော်တို့ရှင်းပြချင်တာတော့ဒီ pilot pan ကကျွန်တော်တို့ original ပါတဲ့